အားလုံးပဲမင်္ဂလာပါရှင်စာရီထောက်ဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ယခုတင်ဆက်မယ့်ကြောင်းလေးကတော့စစ်တပ်ဘက်တော်သားအစိုးရယုံလေးဤ3600ကျော်အကုန်ကြခံရိုက်ကူထားသောမြို့ပြထဲကလမ်းမရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုသူတဦးတယောက်မှမရှိတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံတွင်လူမိုက်များနေပေါင်း၍ငွေကျပ်300,000ချီကိုပိုက်ကြီးခွဲအကျွေးတောင်းအလုံးလောက်ကင်နေသောအစိုးရယုံလေးကဒရိုက်တာအဖြစ်3600ကျော်အကုန်ကြခံရိုက်ကူထားသောမြို့ပြထဲကလမ်းမှာရုပ်ရှင်ဇာတ်ကားကြီးကိုမြည်သူတဦးတယောက်မှမကြည့်၍အနုပညာလောကမှာအနာယူရန်များနေပြီဖြစ်ကြောင်းယမန်နေ့လူမှုကွန်ရက်မှာတစဉ်အသိပေးထုတ်ပြန်လိုက်ကြောင်းလည်းသိရှိရပါတယ်။အစိုးရယုံလေးကဒရိုက်တာအဖြစ်မြို့ပြထဲကလမ်းမရုပ်ရှင်ဇာတ်ကားကိုတစ်နှစ်ကျော်ရိုက်ကူခဲ့တာကြောင့်အဆိုပါရုပ်ရှင်ဇာတ်ကားအတွက်ငွေကျပ်3600ကျော်အကုန်ကြခံရိုက်ကူခဲ့ကြောင်းသူ့ရာတွင်ယနေ့စတင်ယုံတင်သည့်အချိန်တွင်ကြည့်ရှုသူတဦးတယောက်မှမရှိ၍ရုံပိတ်လိုက်ရပြီးတစ်နှစ်လုံးအတွက်ဝင်ငွေအနည်းဆုံးဇာတ်ကားအဖြစ်စံချိန်တင်သွားကြောင်းထုတ်ဖော်ပြောဆိုချက်ရသိရှိရပါတယ်။မုန်းတဲ့သူတွေတိုက်ခိုက်တဲ့သူတွေလည်းနိုင်ပါတယ်။အနုပညာလောကကအနားယူဖို့လည်းများသွားပါပြီ။အခုတင်တဲ့မြို့ပြထဲကလမ်းမဆိုတဲ့ဇာတ်ကားကအများကြီးကိုစူးစမ်းထားပါတယ်။3600ကျော်ကုန်ပါတယ်။ပြင်ဆင်လိုက်ရိုက်ကူးလိုက်နဲ့အချိန်ကတစ်နှစ်ခွဲလောက်ကြာသွားပါတယ်။ဒီနေ့ကစတင်နေကြည့်ပြီးတဲ့သူတွေကတော့ quality သိပါတယ်။ဒီနေ့တစ်နှစ်လုံးမှာတော့ဝင်ငွေအနည်းဆုံးဇာတ်ကားအဖြစ်စံချိန်ဝင်သွားပါပြီ။ရုံမှာလူတယောက်မှမရှိလို့ပေးလိုက်ရပါတယ်။နံပါတ်1အချက်ဘေးမှာအကြံပေးမဲ့လူကောင်းဝိုင်းလုံးပေးမဲ့မိသားစုစိတ်ရှိတဲ့လူကောင်းမရှိဘူးအမှုပညာရှင်တချို့ပါအဲ့စကားကြီးတွေလည်းမရေးချင်တော့ပါဘူးအကူကြီးသူတောင်းတာဘဝပြတ်မဲ့အကူကြီးတွေဝင်ရင်တော့ပေးလိုက်ရပါတယ်တယောက်တည်းတော့မဟုတ်ဘူးလူပေါင်းညာကျော်တယ်အကောက်တို့ကကောမန့်တစ်ခုနဲ့အဆက်ခံရဖို့သူတို့အဆက်မခံချကြဘူးရုံလေးနဲ့မပတ်သက်ပါဘူးကင်းမာတွေပေါ့ထားပါတော့ဝင်းရံပေးခဲ့တဲ့သူတယောက်ချင်းစီတိုင်းကိုအမြဲအမှတ်တရရှိနေမှာပါတသက်လုံးမသိမချင်းအမှုပညာပဲလုပ်ချင်ခဲ့တာပါအဲ့ဒီရွေးချက်ကတော့အလင်းစလိုပြတ်သွားမယ်လို့မထင်ခဲ့ပါဘူးဟုအစိုးရယုံလေးကသူ့၏လူမှုကွန်ရက်ပေါ်မှာရေးသားဖော်ပြခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်ထို့သောရေးသားခဲ့ပြီးတဲ့နောက်2နာရီဝန်းကျင်ကြာတွင်အစိုးရယုံလေးကသူ့၏လူမှုကွန်ရက်မှာ post တွေကိုပြန်လည်ဖြတ်သွားခဲ့ပြီး၎င်းရိုက်ကူထားသောမြို့ပြထဲကလမ်းမှာရုပ်ရှင်ဇာတ်ကားကြီးမှာလူမိုင်းနဲ့ဂိုင်းစတာများအကြောင်းရိုက်ကူထားခြင်းဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်အစိုးရယုံလေးမှာစစ်တပ်ကိုထောက်ခံသောအမာခံအစိုးရတအုပ်ဖြစ်ပြီးစစ်တပ်အတွက်policy ဇာတ်ကားများကိုရိုက်ကူးပေးခြင်းတခြင်းများကိုရေးသားပေးခြင်းများလှုပ်ဆောင်သည့်အပြင်တာဂီတာမှလူမိုက်ဝင်းထုံးဝင်နဲ့ဖူးပေါင်း၍အကျွေးတောင်းပေးခြင်းများအလုပ်များကိုလုပ်ကိုင်နေသူတယောက်လည်းဖြစ်ပါတယ်။မကြသိမ်းမီကမဟာနေတီ trading ကုမ္ပဏီမှဒရိုက်တာရမ်းမင်းလွင်ထံမှငွေကျပ်3,000ရယူ၍ပဲမျိုးစုံကျွေးမပေးသောလုပ်ငန်းရှင်စောစောလင်းထံမှအကျွေးတောင်းပေးရန်အစိုးရယုံလေးနှင့်တာဂီတာလူမိုက်ဝင်းထုံးဝင်တို့ကအလုပ်လက်ခံခဲ့ကြကြောင်းတို့ရာတွင်အကျွေးတောင်းပေးရန်ပြက်ကွက်ခဲ့ပြီးအကျွေးတောင်းရန်အလုပ်အပ်ခဲ့သောငွေကြီးတွေကိုလည်းကြံမပေးခဲ့ကြောင်းမဟာနတီ Technician Director ရမ်းမင်းလွင်ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်းသိရှိရပါတယ်။